မင်္ဂလာပါတဲ့လို့နော်ဒီတစ်ခါဘိန်းကောင်းလေးတွေရောက်မယ်နော်ဘိန်းကောင်းလေးတွေရပါတယ်ဒီဘိန်းလေးကဒီဘက်ဆုံးကဘိန်းလေးကမောင်တိန်ဘိန်းနော် MTV ဘိုက်နော်ပင့်ဘိုက်လေးပါပင့်ဘိုက် MTV နော်မောင်တိန်ဘိန်း26 စိုက်ရှေ့လျှော့ခါလျှော့ပါမယ်ရှေ့လျှော့ပါတွေအကုန်ကောင်းတယ်ခါလျှော့ပါအကုန်ကောင်းတယ်ရှေ့နောက်ဒီဘရိတ်တွေနဲ့လာမယ်နော်ရှေ့နောက်ဒီဘရိတ်တွေနဲ့ဘောင်ပြားနဲ့နော်ဝေးကဘောင်ပြားနဲ့လာမယ်ချော်ပါးတွေလည်းအကုန်ကောင်းတယ်ရှင်းတော့လုံးဝတော့ဒီဘိန်းနေဆိုရင်အသစ်ဆိုဈေးကြီးတယ်နော်အခုယူမယ်ဆိုလို့ရှိရင်ဒီဘိန်းကို3 သိန်းခွဲကိုအလျှော်တင်းလုပ်ပေးအောင်မယ်နော်3 သိန်းခွဲကိုအလျှော်တင်းလုပ်ပေးပါမယ်ဒီပင့်ပိုက်လေးကတော်တော်ကိုတန့်တယ်နော်အော်စေးသားပဲ original စေးသားနဲ့နော်ရှင်းတော့ different နဲ့မောင်တိန်ဘိုက်ကိုဈေးအများကြီးမသုံးချင်တဲ့သူတွေဒါလေးရမယ်နော်ဒီဘိန်းလေးကကြတော့နောက်ဆွဲဘိန်းလေးနော်24ဘို့နောက်ဆွဲဘိန်းလေးပါ24ဘို့နောက်ဆွဲဘိန်းလေးဗတိကြအောင်မယ်နော်ဗတိကြအောင်မယ်ဒီဘိန်းလေးကိုယူမယ်ဆိုလို့ရှိရင်4 သိန်းခွဲ4 သိန်းခွဲနဲ့ပဲယူပါနော်4 သိန်းခွဲကိုမလျှော့တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီနောက်ဆွဲဘိန်းလေးကအသစ်ဆို10 သိန်းကျော်တယ်နော်အဲ့ဒါကြောင့်4 သိန်းခွဲနဲ့ပဲယူပါ900 ဝက်900 ဝက်36ဘုံနဲ့ပါတယ်နော်24 36နော်900 ဝက်ဖရီးလုံးနဲ့နော်ဖရင်ကလည်းအလွိုင်းနဲ့ဆိုတော့တန်တယ်နော်ဒါလေးက4 သိန်းခွဲပဲပေးပါဒီဘက်ကဘိန်းလေးကတော့အကျန်းစီးလေး3 စီးနော်ဒီ3 စီးကကြိုက်တဲ့ဟာကိုယူ8000ခွဲအလျှော်တင်းလုပ်ပေးအောင်မယ်နော်8000ခွဲအလျှော်တင်းလုပ်ပေးအောင်မယ်ဒီ3 စီးဒီအနီလေးရယ်အဖြူလေးရယ်ဆော့ကပ်ဘိန်းနေနော်အဖြူလေးရယ်ဟိုဘက်ကခရမ်းလေးရယ်ကြိုက်တဲ့ဟာကိုယူပါ8000ခွဲကိုရှော့တင်လုပ်ပေးမယ်နော်ဒီဘက်ကပြိုင်ဘိန်းလေးပါနော်900cc လေးပါ900cc ခွေကြုံနဲ့လာမယ်နော်ခါ3နောက်6လာမယ်နော်ခါ3နောက်6ဒီဟာလေးနဲ့ခါ3နောက်6လုံးဝစေးသားအတန်လေးနဲ့နော်စေးသားအတန်လေးနဲ့မိုက်တယ်ဒီဘိန်းလေးဇက်ခွက်တွေလည်းမိုက်တယ်နော်ဖရိန်အလွိုင်းနဲ့နော်ဒီစီလုံးအလွိုင်းဖောက်လာမယ်ဖရင်လည်းအလွိုင်းနဲ့နော်ဒါလေးကိုယူမယ်ဆို3,900ရှော့တင်းပပလုပ်ပေးပါမယ်3,900ကိုရှော့တင်းပပလုပ်ပေးမယ်ဒီစီလုံးအလွိုင်းဖရင်နဲ့လာမယ်နော်ဒီဘက်က3 စီးဘာပဲယူဘယ်ဟာပဲယူ8000ခွဲကိုရှော့ပေးအောင်မယ်နော်ဒီနောက်ဆွဲလုံးလေးကကြတော့4 သိန်းခွဲပါဒီဟာလေးကပြောင်းဖို့မေ့သွားလို့နော်ဒီမောင်တိန်လေးကဒီဘိန်းလေးကဖရင်အလွိုင်းနဲ့နော်ဒီစည်းလုံးအလွိုင်းနဲ့ဆိုတော့မောင်တိန်ဘိန်းဆိုပေမဲ့လည်းပေါ့တယ်လေးတဲ့ဘိန်းမဟုတ်နော်ဖရင်အလွိုင်းနဲ့လာတဲ့ဒီစည်းလုံးအလွိုင်းနဲ့ဒီမှာတာယာတွေလည်းအပြည့်ပဲနော်တာယာတွေလည်းအပြည့်ပဲရှင်းနောက်ဒီဘရိတ်နဲ့ဒီကောင်လေးအော်လေးကြည့်ပဲအော်ပက်လေနော်အော်ပက်လေပါဘာတစ်ခုမှပြပြင်ထားတာမရှိပါဘူးအော်ပက်လေနဲ့လာမယ်ဒါလေးရလေနော်ဘိန်းကောင်းလေးတွေရတယ်နော်မှာယူခြင်းနဲ့ဆိုရင်တော့3963လုံး98842ကိုဆက်သွယ်လို့ရတယ်နော်ရန်ကုန်မြို့တောင်တကုန်း22ရပ်ကွက်တစ်စိမ့်မှတ်တိုင်နဲ့တိတ်မဝေးဘူးနော်မှတ်တိုင်ရရင်ဖုန်းဆက်လိုက်လို့ရပါတယ်နော်ဆိုင်နဲ့ရောင်းတာပါလဲဆိုရင်ဂိတ်အပ်ပေးပါတယ်နော်ဂိတ်အပ်ငွေချေပါနော်ရန်ကုန်မြို့လေးဆိုအရင်ငွေချေရပါတယ်ကျေးဇူးပါနော်အားပေးကြပါအောင်ဒါလေးဘိန်းလေးတွေအစုံရောက်ပါတယ်ရှေ့ဘိန်းတွေကတော့ရောက်တဲ့ဘိန်းတွေကရင်ရောက်ထော်ပါလို့ပုံမရိုက်လိုက်ရလို့နော်ဒါတွေထက်ရောက်တယ်နော်ကျေးဇူးပါ